တဘာဝလေးနဲ့မင်းဆွဲလို့ရတယ်ဝါလေးကိုအိုလိုသမင်းစားဆိုဘယ်လိုပြောလဲအန်တဲ့လက်ရင်စီးလိုက်အောင်လက်ရင်စီးလိုက်အောင်မင်္ဂလာပါရှင်ဒါတော့ငပိတောင်တခွားတီခရမ်းကျွတ်တီခရမ်းချင်တီပြောလို့ရှိရင်လာရောက်တို့ရဲ့အလုံးယုံကနေပြီးတော့ပေါ့နော်ဒါတော့မောင်လာဥကိုပြုတ်တာမောင်လာဥပြုတ်မလာဥရွက်ဟိုတို့စရာဒါတော့လာရောက်အကြိုက်ဆုံးငဒံဟင်းဖြစ်ပါတယ်အရင်ဆုံးခေါ်ကြွေးပါတယ်ပြီးတောင်းလေးနဲ့ဆွဲပါမယ်ခင်ဗျာပြီးတောင်းလေးနဲ့ထမင်းဆွဲပါမယ်ကျေးဘူးနော်လက်စားပါစားပါနဲ့မေးစားခြင်းဒီထမင်းတစ်ထဲပေါ့ဒါတော့ငှက်ချင်းငါငှက်ချင်းလိုက်ရရှယ်လုပ်ပြီနော်အကြိုက်ဆုံးဟင်းငဒံဟင်းမိတ်ဆွေငယ်ချင်းမင်္ဂလာပါရှင်ငဒံဟင်းရဲ့ငဒံဟင်းဒါတော့အကြိုက်ဆုံးဟင်းကလေးတစ်ပတ်မင်းစားပါအောင်ရှင်မလာဘူးပြုတ်တယ်တွေ့ပါအလုံးကမလာဘူးပြုတ်ဒါကြောင့်တို့ဒီအမေတို့အလုံးလုံးတဲ့နေရာနေပြီးတော့ထွက်လာဒီကထွက်တယ်မလာဘူးလောအခုပဲအခင်းတိုင်းကနေပြီးတော့နှုတ်လာတယ်နှုတ်ပြီးတော့ဒီဒေတာဆေးတောပြီးတော့ပြုတ်လာမချောစုကကြတော့ကိုရီးယားမှာစားပါအလွယ်ပြန်တော့ခွန်30ခွန်မလာဦးဝေးမှာနော်ရှိနေပါတယ်ဒီမှာတော့လောဘပြည့်ကြံနေမှာပေါ့တပတ်ဝါလေးနဲ့မင်းဆွဲလို့ရတယ်ခွာလေးကိုအိုလိုထမင်းစားဆိုဘယ်လိုပြောလဲအန်တဲ့နေကောင်းလားဆိုရဟမ်အိုဟောင်းနေအန်တဲ့ငါဟင်းဆိုရထမင်းငါဟင်းတက်ပေတယ်တက်လာကျမပြောတယ်မယုံဘူးသမီးပို့အိုဆိုတော့မသိမသမီးဖွားလေးစိတ်တယ်ပို့အိုစကားတတ်တယ်အန်တဲ့တက်ပေတယ်အန်တဲ့那不是来些，怕累来些，花都是怎么来呀？不，花都不吃苦都没呀路，那累都没呀路，哎花累不呀么呢？妈个背呢，他俩他妈洗头发的就头嘞，洗头不呀过着过呗，喏，这不嘛洗头发的，过呀过着过呗，妈妈呀，他没啥，嘿嘿。